Hello တကယ်ရှင်းတို့ရေအခု Esther ရောက်နေတဲ့နေရာလေးကိုသိကြရလားမသိရရင် Esther နဲ့အတူလိုက်ကြည့်ကြရအောင်နော်ဒီနေရာလေးကတော့ရွာတရွာလေးနဲ့တူရပေါ့နော်ပြီးတော့မှရွာရှိမှာဈေးဆိုင်တွေရှိရပေါ့နော်သူတို့ကအသားငါးတွေဟင်းသီးဟင်းရွက်တွေရောင်းထားတာပေါ့သူတို့လောက်ထားတာအရင်လိုက်ဒီနာဆိုရင်အကင်ရောင်းတဲ့ဆိုင်နဲ့တူပါတယ်ပြီးတော့ဒီဟာကြတော့အသားငါးရောင်းတဲ့ဆိုင်ပေါ့ဒါကြတော့ဟင်းသီးဟင်းရွက်တွေရောင်းတဲ့ဆိုင်ဟိုဘက်မှာဖေးတီးရောင်းတဲ့ဆိုင်လည်းထက်ရှိသေးရနော်ရောင်းတာစုံနေရပဲတကယ်စေးနဲ့တူရပေါ့နော်အရင်တဘောကြတယ်အစတာတော့ဒီဆိုင်လေးကိုအရင်ကြိုက်ပါတယ်အခုအစတာကဒီအိမ်လေးတွေထဲမှာဝင်ကြည့်မယ်နော်တကားဖွင့်လို့ရတယ်ဒါပေမဲ့အထဲမှာဘာမှမရှိပါဘူးသူတို့အတိုင်းအိမ်ကိုပဲစောက်ထားတာပါဝါအရင်လာဒီနေရာလေးမှာဟိုအစတာဆက်ကြည့်မယ်ပေါ့နော်ဒီအိမ်လေးတွေကိုအိမ်ကအကုန်လုံးဖွင့်လို့ရတော့တယ်အစတာကြည့်ရတာအရင်လဲလိုက်ဒီဟာထိုင်းစာရေးထားတာပေါ့နော်ဒါပေမဲ့ Esther မဖတ်တတ်ပါဘူးဖတ်တော့ပါကဲအခု Esther ကအသားထိုင်အောင်တော့မှဖြစ်ပါလေကဲအခု Esther ဖဲတီရောင်းမှာပါကဲအခုဖဲတီရောင်းနေပါတယ်အခု Esther ဖဲတီရောင်းနေတာပါငယ်ချင်းတို့ကရောဒီနေရာကိုကြိုက်ကြရလား Esther ဒီနေရာအရင်ကိုကြိုက်တော့ပြီဖြစ်ပါတယ် bye bye